ခန္ဓာမှာတော့ဝီချီဝါဂျန်ဆိုဒီနေရာနဲ့နေရာတွေပေါ့နော် location နဲ့ဂျန်ဆိုဆိုတာနေရာပေါ့နော်텔레비전은 어디에 있어요? 텔레비전은 아까 말했죠? TV가 어디에 어디더라 베네야 애더라 마 베네야마 있어요? 실내 텔레비전은 어디에 있어요? TV가 실내 거실에 있어요. 거실 애가 뭐나 거실에 있어요. 애가 시바레래. 디댕가나 마땡야메 다가러 뭔 나라로 이가 있어요. 이가 없어요. 이가 있어요. 넘블레 아따바에 이 있어요. 아따마바에 가 있어요. 시래를ပြောတယ် ဒီရှီကြောင်းပိုင်ဆိုင်ကြောင်းကိုပြောတယ်ကျွန်တော်မှာပတ်စံရှိတယ်ဒါမှမဟုတ်ရင်စာအုပ်ဒီနေရာမှာစာအုပ်ရှိတယ်ဒီထဲမှာဒီအေခန်းထဲမှာ TV ရှိတယ်ဒီလိုမျိုးပြောတယ်ဗောနော်မရှိဘူးလို့ပြောခြင်း 없어요အသက်ပိုင်း 이 있어요 이 없어요 အသက်မပိုင်း 가 있어요 가 없어요 ဒီတရားဗောနော်ဒီရှီကြောင်းပိုင်ဆိုင်ကြောင်းကိုပြောတယ်ဗောနောက်တစ်ခုက장소နေရာပြနောင်ဘလက်ရှိမှနေရာပြအိမ်ကျောင်းလမ်းစရုံဈေးအဲ့ဒီနေရာတွေမှာကိုသုံးရင်မှားလို့ပြန်ပြီနော်မှား어휘 어라အနေနဲ့ဆိုလို့ရှိရင်가구와 전자제품 네 가구가 프리버가 전자제품ဆိုတာလျှပ်စစ်ပစ္စည်း 가구와 전자제품နောက်တစ်ခုက장소နေရာတွေအကြောင်းကိုမီနင်းပါလိုက်မယ်ပေါ့နော်နောက်မုံနွားဝါ 정보ယဉ်ကျေးမှုနဲ့သတင်းချက်လက်ဆိုရင် 한국의 도시 코리아의 도시ဆိုတာမြို့တွေပေါ့နော်မြို့ကိုပြောတယ် 코리아의မြို့ 학습목표 집에 있는 물건에 대해 말할 수 있다. 에이마시의 삐씨리네 빠따비 에레해서 들어보면 삐씨리네 빠따비로 에이마시의 삐씨리네 빠따비로 말할 수 있다. ပြောနိုင်နေတဲ့ပြောနိုင်ဖို့အတွက်ဒီသင်္ကန်းစာလေ့ကျင့်မယ်ဆိုလို့ရှိရင်ဒီသင်္ကန်းစာပိုင်းအိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးပြောနိုင်မယ်တဲ့နောက်စာရမ်းမီနာလူဖြစ်ဖြစ်이나 있는 장소에 대해 시인의နေရာနဲ့ပတ်သက်ပြီးတော့말할 수 있다. ပြောနိုင်တဲ့လူသို့မဟုတ်ပစ္စည်းတွေတည်ရှိတဲ့နေရာနဲ့ပတ်သက်ပြီးတော့ပြောနိုင်ရမယ်တဲ့ဒီသင်္ကန်းစာအဲ့ဒီအတွက်အဲ့လိုပြောနိုင်ဖို့ဆိုရင်ဒီတရားတွေသိရမှာပေါ့နော် 이가 있어요, 이가 없어요. 다음에အဲ့ဒါနှစ်ခုကိုသိရမယ်. 디 미닝တွေကို 야라하면နေရာတွေကို သိရမယ်. 알아서လို့ရှိရင်တော့디သင်္ကန်းစာရွေးချက်နှစ်ခုလုံးမှန်မှန်ကန်ကန်ရမှာပေါ့နော်. အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲပြောနိုင်မယ်. ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းပြောနိုင်မယ်. လူဒါမှမဟုတ်ရင်ပစ္စည်းတွေရှိတဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့လည်းပြောနိုင်မယ်. ရင်ဆုံးဟောရတာကိုယဉ်ကြည့်အောင်. 어라마 솔루션 어라 때번호 어위 1. 가구와 전자제품 프리버간에 레시피시리 오케이 예우도 프리버가리 인치메거나 디버간 프리버가리 에이고 이마시리 프리버가리 뭐 나머지 에어컨 에어컨 뭐라고나 에어컨 나 침대 무슨 빼면은 침대 그래 의자 갈라타요 별에 책상 사지즈 보여 별거나 옷장로 담을 하면은 옷장 위비로 나 이시리 소파 ဆိုဖာခုံပြောတာဗောနော်ဒီဆိုဖာထိုင်ခုံပြောတယ်နောက် television TV television ဗောနော် 전자레인지 microwave မီးဖိုပြောရယ်နော်နံပါတ် 8ဒီမှာနော်နံပါတ် 8 microwave မီးဖိုပေါင်မုတ်ကင်တာတို့နောက်ဟင်းတွေဘာတွေပြန်နှွေးတာတို့အဲ့ဒါနေရာမှာသုံးတယ် microwave မီးဖိုဗောနော်세탁기 어휘쇼자 아울리마구나 어휘쇼자 냉장고 시계 됐다 청소기
청소기, 펑소사 고별에 청소기, 펑소사. Now, 식탁, 식탁 means boy. 식탁 means boy. 나오나? means boy. 다 의자 그런 타임 보면 밥이다. KI meaning ရပြီဆိုရင်ဒီအောက်ကဟာတွေကိုလေ့ကျင့်ကြည့်မယ်ပေါ့နော်ဂရီမှုဘိုကိုဘောကီဝါခါရှိဒေဝါတို့ဝမ်ဆောင်ဟာဆယ်ရိုတဲ့ပုံကိုကြည့်ပြီးတော့ဥပမာလိုမျိုးပဲဟာပြောကြည့်ပါတဲ့စကားပြောကိုပြီးမြောက်ပြီးဆုံးလောက်ပါတဲ့ဘောကီလေးမှပေးထားတဲ့ခရင်လေးရှိတဲ့ဆောင်ကိုဤဘုလ်ခေါင်းကိုဘယ်ခဲ့ချင်းတဲ့တုံးမျိုးရှိတယ်ပေါ့နော်ဤကွန်မောရေကိုချင်းတဲ့ကိုခရင်ဖြစ်ပါတယ်တဲ့이건 뭐예요? 침대예요. 그림 펴봐래. 나르고 이건 뭐예요? 이것은 무엇이에요? 들어봐나? 이건 뭐예요? 이것은 줄임말로비 이건로 펴다래. 이건 뭐예요? 다발레래. 다발레 소에 책상 뭐하나? 이거가 말해 식탁. 타면서 뭐해? 식탁. 타면서 뭐예요? 식탁기예요. 왔다 말해도 이에요네 싸매거나. 나 이건 뭐예요? 다발레래. 다발이요. 답라이다. နော် TV ပေါ့ဒီသင်္ကန်းသားထဲမှာပါတယ်မိတယ် television television မှာအသက်ပါတယ်အတွက် EAU နဲ့ဆက်တယ်ပေါ့နော် television နေရရောဒီလိုရေးမယ်နောက် igon မောရောဒါပါလေတဲ့ဒါပါကြီးလေချောင်းဆိုခီပေါ့နော်ချောင်းဆိုခီအသက်မပါတော့ရေယူချောင်းဆိုခီရေယူအဲလေးချင်းကန်လေးလောက်မယ်ပြီးသွားရင်တရာကနောင်ပလက်အသက်ပါရင် 이 있어요 없어요 အသက်မပါရင် 가 있어요 없어요 이가 있어요는 사람이나 물건의 존재 소유 어디가 딘달로 오잖아 물건 루래 နံပါတ်1က လူသို့မဟုတ်ပစ္စည်းတွေရဲ့ 존재 တည်ရှိမှုပေါ့နော်တည်ရှိမှုနောက်တစ်ခုကဆိုယူပိုင်ဆိုင်မှုပေါ့နော်ဆိုယူဆိုတာပိုင်ဆိုင်မှုတွေကိုဖော်ပြတယ်တဲ့လူသို့မဟုတ်ပစ္စည်းတွေရဲ့တည်ရှိမှုပိုင်ဆိုင်မှုတွေကိုဖော်ပြတဲ့နေရာမှာသုံးတယ်ရှိကြောင်းပိုင်ဆိုင်ကြောင်းကိုပြောခြင်းတယ်ဒီနေရာမှာရှိတယ်ဒါဥစ္စာပိုင်ဆိုင်တယ်လို့ပြောခြင်း 이가 있어요သုံးတယ် 이가 없어요는 존재하지 않거나 소유하고 있지 않을 때 사용한다래. 우리만 마시우 마반사유 알려줘지네 소에 이가 없어요. 너무 시래 반사이네 리마디 루시래 루에 피피 비시베 피피 보나 시래 다음에 반사이네를 표진 이가 있어요. 마시우 마반사유 표진 이가 없어요. ဒီဘက်မှာ tab လေးတစ်ခုရှိသေးတယ် 이가는 명사와 결합하여 문장의 주어ဆိုတာဘာလဲဆိုရင် ကတာပေါ့နော် ပိုင်ဆိုင်မှု ကတာပေါ့နော် ကတာဖြစ်ကြောင်းဖော်ပြတယ်တဲ့ 이ဆိုတဲ့ကောင်နဲ့ပေါင်းလိုက် 이름 ဆိုတဲ့ကောင်က ကတာဖြစ်သွား 이름이 뭐예요? နာမည်ဘာခေါ်လဲဆိုကိုနာမည်ကိုဖြေအောင်ပေါ့နော် ကတာဖြစ်ကြောင်းပြောချင်တာပေါ့ 이가ဆိုတဲ့တတာ 예, 어떤 이 있어요, 이 없어요. 어떤 바엔 가 있어요, 가 없어요. 책상 사지즈보에 어떤 바에도 이 있어요. 책상이 있어요. 사지즈보에 시발에 들별에 시장 별에거나 텔레비전이 없어요. TV 미시우 하지만 TV 미시우 하면 빠유 들별잖아. ဒီရှိကြောင်းပိုင်ဆိုင်ကြောင်းကိုပြောခြင်းတဲ့အခါမှာ 이가 있어요 ဒီရှိကြောင်းမတည်ရှိဘူးမရှိဘူးမပိုင်ဘူးလို့ပြောခြင်းတဲ့အခါမှာ 이가 없어요 ပေါ့ နောက်အသက်မပိုင် 이가 가 있어요 가 없어요 ပေါ့နော် 소파အသက်မပါတဲ့အတွက် 가 있어요 소파가 있어요 소파 ရှိတယ်မရှိဘူးလို့ပြောခြင်း 소파가 없어요 소파 မရှိဘူး 냉장고 얘기했다 아담은 말해도 냉장고가 있어요 없어요 너그럼 별로야 너 냉장고가 없어요 얘기했다မရှိဘူး 냉장고가 있어요 얘기했다 ရှိတယ် 오케이 အဲ့နေရာမှာဒီလိုပြောလို့လည်းရတယ်ပတ်စံမရှိဘူးလို့ပြောခြင်းပတ်စံကိုကိုရီးယားလိုခေါ်လဲဆိုရင်돈 돈အသက်ပါတယ် 돈 ပတ်စံအသက်ပါတယ်အတွက် 이 있어요 돈이 있어요.ပတ်စံ ရှိတယ်. 얘로ပတ်စံ မရှိဘူးဆိုရင် 돈이 없어요. 이렇게 정리해야 하나?ပတ်စံ မရှိဘူးဆိုရင် 돈이 없어요. 돈이 없어요. 이렇게 정리해야 하나?
ပတ်စံရှိတယ်ဆိုရင် 돈이 있어요. ပတ်စံမရှိဘူးဆိုရင် 돈이 없어요. စာအုပ်ရှိတယ်ဆိုရင် 책이 있어요. စာအုပ်မရှိဘူးဆိုရင် 책이 없어요. 어, ရည်သား ရှိတယ်ပေါ့ မိန်းကလေးပေါ့ မိန်းကလေးဆိုရင် ကိုရည်သား 여자 친구, 여친이 있어요. 시다. 시우 소엔 다 여자리야 벼라거나. 이다음 시우 소엔 여친이 없어요. 이거 동리야. 맹리야 벼진래. 남친이 있어요. 여자리 방리 시리를 벼면 시우 소엔 남친이 없어요. 그래 벼려야래. 잠시 후 어디마 시래 시우 벼려야거나. 우마리 쳐지면 옷장 အဝတ်ဘီတို့ 오장이 있어요. 어웨비도가 시리에 어웨비도 시리에 뭐노 가스라이야는 타바래 비료 시리에 뭐라 뭐노 오장이 있어요. 비료 시리에 의자가 있어요. 의자만 안다만 말해도 가 있어요네 떠오네 뭐노 의자가 있어요. 그렇다 시리에 컴퓨터만 CU로 벼지네 안다만 말해도 컴퓨터만 안다만 말해도 가 없어요. 컴퓨터가 없어요. 컴퓨터만 CU 내가 컴퓨터 시리에서 컴퓨터가 있어요. လို့သုံးလို့ရတယ် 존재나တဲ့ တည်ရှိမှုပဲဖြစ်ဖြစ်တဲ့ 소유, 에 대하여 ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့တဲ့ 뭐로 때는 မေးတဲ့အခါမှာတော့ 형태 변화 없이 형태ဆိုတာ နဂိုပုံစံ ပေါ့နော် အနေအထား ပြောတယ် အနေအထား 변화 없이 ပြောင်းလဲမှုမရှိဘဲနဲ့ 이가 있어요 အတန်လေးမြင့်ပြောမှာပေါ့ ဒီကကြတော့ 이가 있어요, 이가 없어요를 사용한다. 있어요, 이가 없어요. 매고말에 떠올려야 해. 알아서요. 다 나온가 시라에မရှိဘူး 나온가 시라မရှိဘူးလား သူများကိုမေးချင်လည်းရတယ် ကိုယ့်ကို ကိုယ့်မှာရှိ သူများအထိမှာရှိလား မိန်းကလေးရှိလား မိန်းကလေးကောင်မလေးရှိလားဆိုရင် 여친이 있어요 အတန်လေးနည်းနည်းမြင့်ပြောပါတော့ 여친이 있어요 ပတ်စံရှိလားလို့မေးချင်ရင်လည်း 돈이 있어요 အတန်လေးမြင့်ပြော 돈이 있어요 ပတ်စံရှိလား ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော် အမေးမှာရော အဖြေမှာရော သုံးလို့ရတယ် အဲ့ဒါဆိုရင် 뒤에答案 D가 가 다음은 시라မရှိဘူးလား ဒီလိုမျိုးသုံးလို့ရတယ်နော် 시라မရှိဘူးလား 시래မရှိဘူး ဒီလိုမျိုးပေါ့နော် 뒤에答案 나오 là 시라မရှိဘူးလား 시래 시래မရှိဘူးပေါ့နော် ဒီလိုမျိုးသုံးတဲ့အခါမှာသုံးတယ် 이가만마 존재 소유 ဒီရှိကြောင်းပိုင်ဆိုင်ကြောင်းကိုပြောတဲ့အခါမျိုးမှာသုံးလို့ရတယ် 이런 리칭을 넣어주면 보기와 가시 문장을 쓰세요. 우마 아타임에 우마 로미오에 문장을 쓰세요. 사장이요 시바 책상 사지즈보에 책상이 있어요. 사지즈보에 시레 책상 아따바레도 이 있어요. 사지즈보에 시레 나 침대 그린 오리비아라데 시레를 ပြော 침대အသက်ပါလား မပါဘူးပေါ့နော် မပါတဲ့အတွက် 침대가 있어요. 그래, 시래. 소파 အသက်ပါလား ဆိုရင် မပါဘူး မပါတယ် သူကဒီမှာ မရှိဘူးလို့ ပြောတယ် 그래서 소파가 없어요.နောက် 식탁,ထမင်းစားပွဲ ထမင်းစားပွဲကို အိုလေးပြထားတယ် ရှိတယ်ပေါ့နော် 식탁이 있어요. 옷장,မရှိဘူးလို့ ပြောထားတယ် အသက်ပါတဲ့အတွက် 이 없어요. 오장이 없어요.ရေးတတ်ရမယ်နော် ကိုယ့်ဟာကိုယ် ရေးရမယ် နောက် 그림을 보고တဲ့ 다음에 버려내 달라. 그림을 보고 보기와 같이 대화를 완성하세요.ပုံကို ကြည့်ပြီးတော့ ဥပမာတိုင်းပဲ စကားပြောတွေကို 비명비송လုပ်ပါတဲ့ 보기만 ဆိုလို့ရှိရင် 청소기가 있어요. 청소기 ဖုန်ထုတ်စက်ရှိလားတဲ့ ဒီပုံထဲကို ကြည့်လိုက်တယ် ဖုန်ထုတ်စက်ရှိလား မရှိဘူးနော် မရှိတော့ 아니요. 청소기가 없어요. 펑소사မရှိဘူး. 디데만မရှိဘူး 소리讲出来了. 청소기가 없어요. 펑소사 မရှိဘူး. 에어컨이 있어요. 에어컨이 있어요. 다니는 민병. 에어컨이 있어요. 나서 요리요 민병. 에어컨이 있어요. 시라. 시에는 디보네만. 네, 에어컨이 있어요. 이러면 요리야래. 나 냉장고가 있어요. 냉장고 얘기했다. 시라.
어리마나 냉장고 이게 뜻다리 시래 네 냉장고가 있어요 알리면 별이야 나 텔레비전이 있어요 TV 시라 시래나 이마 네 텔레비전이 있어요 TV 시바래 오케이 나 대화 잠깐만요 잠깐만 소인 다라네 푸아오네 다라 별에 침대가 있어요 침대가 있어요 나는 면면은 메이라 봐라더니 나오블래 이가 있어요 다만 바로 가 있어요네 떠나네 그래 시라 네 침대가 있어요 오케이 그래 시발에 두자로 다니고 내내 내비오거나 네 침대가 있어요 오케이 그래 시발에 옥장도 있어요 디도 나오블래 도 오케이 레 도들의 강화 발레소에 레 레베 응? 오케이. 도, 레, 나옴 레, 도, 레, 봐나. 다 바디 피지, 마 바디 피지, 도, 배. 오젠도 있어요. 왜 비료래? 시라. 비료래, 시라. 그럼, 아니요. 시유. 오젠은 없어요. 왜 비료가로? 시바우래. 소파가 있어요. 소파, 시바래. 소파로 시래, 봐나. 비료로, 시유. လို့ပြောကြတယ် ခေအဲ့ဒိုးဆိုတဲ့ဟာလေးကိုဒီအောက်မှာသူပြထားတယ်ဒိုးနော်နဲ့ဒိုးဆိုတာကတော့မြောင်းစားဝါကျော်ရက်ဖာရောမြောင်းစားဆိုတဲ့နန်နဲ့ကျော်ရက်ဖာတာပေါင်းဆက်တယ်ကျော်ရက်ဖာရောပေါင်းဆက်ပြီးတော့ဤမီဤနော်အောတုံးကိုစေတဲ့ဤမီဆိုတာပြီးနှစ်ပြီးရှိနေပြီးသားဗောနော်ဣတာဆိုတော့ရှိတယ်ရှိနေပြီးသားအောတုံးကိုဆိုတာတစ်ခုခုပေါ့နော်ဘာမှမသိတဲ့တစ်ခုခုပေါ့ရှိနေပြီးသားတစ်ခုခုမှာတဲ့ဒါတုံးကိုရှိတခြားအရာတစ်ခုက 추가적으로 추가ဆိုတာ အပို ထပ်ဆောင်း ပေါ့နော် ထပ်ဆောင်း အနေနဲ့ အပို အနေနဲ့ 포함됨을 나타낸다 ပါဝင်လာခြင်းကို ဖော်ပြပါတယ်တဲ့ 도 ဆိုတာက 난နဲ့ ပေါင်းပြီးတော့ ပေါ့နော် ဒီမှာဆို 오잔도 있어요 လို့သုံးတယ်နော် ရှိနေပြီးသားအရာတစ်ခုမှာ တခြားတစ်ခုခုကို ထပ်ပေါင်းထည့်လိုက်တာမျိုး ပြောတယ် ပေါ့နော် ဒီမှာဆို သူပြောတဲ့ဟာ greenရှိလားလို့ ဒါရာမေးတယ် ဒါရာမေးတယ် ဟုတ်ကဲ့ green ရှိတယ် ဒါဆို ဗီဒီယိုရောရှိလား ရှိပြီးသားအရာကို ထပ်ပြီးတော့ နောက်တစ်ခု ထပ်ပေါင်းထည့်ပြီးတော့ မေးတာပေါ့နော် သူအရင်ပြောပြီးသားစကားကိုပဲ နောက်တစ်ဆင့်ထပ်ပြောတာပေါ့ ဒီမှာဆိုရင် ခေါင်းရှိလား စောင်းရောရှိလား အဲ့လိုမျိုးမေးတာပေါ့နော် 방에 책상이 있어요. 그래, 방에. 가마 책상이 있어요. 사지즈보에 시래. 의자도 있어요. 그래, 시래. 또 사지즈보에 시비다. 보나? 아이 시비다고 나도 부탁 파오네. 그래, 시디래. 날래면 보여주나, 보나? 아마 슈이레 시래. 슈이 시래. 무이레 시디래. 보여주나, 보나? 시비다. 슈이레 시래. 무이레 시래. 이러면 도를 봐. 나옴블레 도. 예, 침대가 있어요? 네, 침대가 있어요. 옷장도 있어요? 아니요, 옷장은 없어요. 소파가 있어요. 침대가 있어요? 네, 침대가 있어요. 옷장도 있어요? 아니요, 옷장은 없어요. 소파가 있어요. 예, 동사 시. 다음에 나눠 김에 침대가 있어요? 네, 침대가 있어요. 옷장도 있어요? 아니요, 옷장은 없어요. 소파가 있어요. 예, 나르카. 침대가 있어요? 네, 침대가 있어요. 옷장도 있어요? 아니요, 옷장은 없어요. 소파가 있어요. 오케이, 대답해봐요. 그래. 옷장이 있어요? 왜 필요시라? 시라, 아니요, 옷장은 없어요. 이러더니, 아나?
아니요, 옷장은 없어요. 디라니 변이래요. 비록မရှိဘူးလေနော် 소파가 있어요. 소파 ရှိလားရှိတယ်နော် သူပြောရတဲ့ထဲမှာလဲဒီစကားထဲမှာလဲ 소파 ရှိတယ် 네, 소파가 있어요. 하랬던 거야, 네, 소파가 있어요. 위로람 시우 소파로 시래버너. 그 엄마. 제시된 표현은 활용하여 대화해 보세요. 래 법자하래. 어라리고 똥차위로 대화해 보세요. 가벼지 말래. 오케이, 뚜비타라 보면 나쿠 보너 전자 레인지 소래 마이크로웨이브 보너 마이크로웨이브네 냉장고 얘기했다. 전자 레인지가 있어요. 레인지 지만 아따만 말해도 가 있어요는 나오네요. 전자 레인지가 있어요. 마이크로웨이브 미국이라 아니요. 전자 레인지가 없어요. 전자 레인지가 없어요. 예. 마이크로웨이브 미국 시부래. 뭐가 있어요? 뭐? 봐. 봐만 따면 말해도 가 있어요. 뭐가 있어요? 봐시래래. 냉장고가 있어요. 냉장고를 따면 말해도 가 있어요. 그거는 냉장고가 있어요. 이게 때다 시래래. 오케이, 엘리베이터 매지매. 책상이 있어요. 책상자로 아따 말해도 이 있어요는 나오면 책상이 있어요. 그거하고 이해하면 책상이 있어요. 사지즈보에 시다. 사지즈보에. 네마. 오케이. 시래. 다음 미국 정의네마. 사지즈보에 시유나? 아니요. 책상이 없어요. 사지즈보에 시부. 뭐가 있어요? 바시래 그래. 의자가 있어요. 그렇다 시래. 라고 하고 시하면 아우가 이 책상에 의자を 시비면은 발음 어떤 좋아래. 왜 위너네 각각 디디 듣고 신디. 디마자 다로 잉글리시 호와 보나. 혼내 어떤 좋아래 보나. 왜နောက်တစ်ခုက we လို့တဲ့ 발음하거나 나타나ပဲဖြစ် 이중모 ဆိုတဲ့ ပေါင်းဆက်တရ ပေါ့နော် ပေါင်းဆက်တရ ဖြစ်တဲ့ we နာတဲ့ we လို့ we လို့ 발음한다 တဲ့ ဥပမာတန်နားထောင်ကြည့်မယ်ပေါ့နော် သူတို့ကိုရီးယားတန် we we မတူဘူးပေါ့နော် we we တန်အတွက်နံပါတ်3 왜, 위, we we တဲ့ 이, 외국, 외국 외모, 외모 해외, 해외 가위, 가위 위 바위, 바위 now all we 이 허라 네 장소နေရာနဲ့ပတ်သက်တဲ့ဟာတွေနံပါတ်1ဝယ်စာကုမ္ပဏီ 식당 사다사이 은행 방 커피숍 커피사이 편의점 24나리 양사이 시장 세 미용실 အလှပြင်ခံ hair salon လို့ပြောနော် 미용실 အလှပြင်ဆိုင်슈퍼마켓 약국 กุလို့အတန်ပြတယ်ပဲねกุလို့အတန်ထားမယ်နော် 약국 세사이 병원 세요 우체국 사다 나 남았던 내가 해서 집에 집 방 칸 칸들 디마노 사또 ပြထားတယ်နော် ဒီမှာ အိပ်ခန်းလေးပေါ့နော် ကိုယ့်ရဲ့အိပ်ခန်းကိုပြောတယ်နော် နောက်화장실အိမ်သာ 거실အခန်း15ပေါ့နော် ဒီမှာ 거실 အခန်းမှာဆို TV တွေဘာတွေပုံတွေရှိမယ် ဆိုဖာတွေရှိမယ်ပေါ့နော် 부엌 이보가 부엌မှာဆိုရင် 냉장고တို့전자레인지တို့အဲ့လိုမျိုးတွေရှိမယ်ပေါ့နော် 여기 ဒီနေရာ 거기
အဲ့ဒီနေရာ 저기ဟိုးကနေ어디 어디ဘယ်နေရာမှမသိဘူးလို့ပြောချင်တာပေါ့နော်ဘယ်နေရာဟိုနေရာလို့ဒီနေရာလို့ဘယ်နေရာလဲပြောတာပေါ့နော်နောက်기숙사 미니니ကိုအရင်ကြက်မယ်ပေါ့နော်미니ရပြီဆိုရင်ဒီအောက်ကဟာကိုဖြည့်ကြည့်မယ်ပေါ့그림을 보고 보기와 같이 대화를 완성하세요တဲ့ပုံကိုကြည့်ပြီးတော့보기အတိုင်းပဲတဲ့ 대화를 완성하세요 စကားပြောကိုပြီးဆောင်လုပ်ပါတဲ့보기မှာဆိုရင်ပြထားတယ်여기가 어디예요 ဒီနေရာဘယ်နေရာလဲတဲ့사무실이에요ရုံးခန်းဖြစ်ပါတယ်ဒီဘက်မှာလည်းကွန်ပျူတာနဲ့ဒီဘက်မှာလည်းကွန်ပျူတာတွေနဲ့ပေါ့နော်ဒါရုံးခန်းလေးပေါ့사무실이에요ရုံးခန်းဖြစ်ပါတယ် 여기는 어디예요? 디니아 베니아래 약국 뭐 약국 아까 말해라 이에요 약국이에요 세상에 말해 약국이에요 나올까 여기는 어디예요? 디니아 베니아래 회사 아까 말해라 예요 회사예요 공리 피파래 여기는 어디예요? 디니아 베니아래 편의점이에요. 이에요는 쓰면은 편의점마 맞다나? 편의점이에요. 편의점이에요. 나살리나이 양사이 피바래. 여기는 어디예요? 디니아 베니아래. 미용실 아따 바래도 이에요. 미용실이에요. 라비사이 피바래. 기몬보 드라 에. 네야비야 နေရာဘက်စကားလုံးရဲ့နောက်မှာလိုက်တယ်မှားပါတော့သူကတရှိချောင်းကိုပြောတာပဲဒီမှာဆိုရင်နော်နဲ့ကတော့ဂျန်ဆိုရုနာထာနေနော်နေရာတွေကိုဖော်ပြတဲ့မြောင်းစာဝါကျော်ရက်ဖာရောနန်နေနဲ့ပေါင်းဆက်ပြီးနေရာပြနန်နေနဲ့ပေါင်းဆက်ပြီးတော့တဲ့စာရမ်းမီနော်လူတို့မဟုတ်မူကွန်ဒီပစ္စည်းတွေကတဲ့ဂျွန်ကျဲဟာတော့ဂျန်ဆိုရုနာထာနေနာတီရှိရဲ့နေရာကိုဖော်ပြပါလေတဲ့တီရှိချောင်းဒီရှိကြောင်းကိုနေထိုင်ကြောင်းကိုပြောဆိုခြင်းမှားလို့အေကပြန်ရမလားအဲ့ဒါမျိုးဒီရှိကြောင်းနေထိုင်ကြောင်းကိုပြောခြင်းတဲ့အခါမှာအေကမှားလို့ပြန်ဥပမာကြည့်မယ်원민은 네, 원민가로 네, 사무실에 있어요. 사무실 소리 니아비아 네. 니아비아 장소비아 뭐나 니아비아 네 나만 라이데 마 있어요. 시발에 네. 침대는 그랭가로 방에 있어요. 방에 있어요. 가마 시발에 시장 별하면은 나 거실에 거실에 애간에만 소파가 있어요. 소파실에 နေရာပြနောင်းနေဒီရှိကြောင်းနေထိုင်ကြောင်းပြောဆိုခြင်းတဲ့အခါမှာဆိုရင်နောင်ပလက်မှာရှေ့ရနောင်ကရိုးရိုးနောင်လားဆိုရင်မဟုတ်ဘူးနေရာပြနောင်ဖြစ်ရမှာကြောင်းဈေးလမ်းရုပ်ရှင်ရုံစာတိုက်ဒီလိုနေရာပြနောင်နေဖြစ်နေရမှာပဲเนาะမိဘကကအဲ့လိုတွေဖြစ်ရမယ်နောက် 보기와 같이 문장을 쓰세요. 래. 보기로 묘배 사장고 예발의 사무실 컴퓨터 사무실 소리 니아비아 나오예 나오마 잔수거나 니아비아 나오예 나오마 컴퓨터 소리 비시시에 봐라 사무실 니아비아 나오예 나오마 라이데 사무실에 컴퓨터가 있어요. 영안에만 컴퓨터 시리에 부엌 နေရာပြနံမယ်နော်နေရာပြနံ 부엌 နင်းချမ်းကိုရေးခဲ့တတ်တာဒီမှာနောင်းနေတော့နောင်းပဲပေါ့နော်ဒီအရှိကနောင်းကနေရာပြနောင်းဖြစ်ပြီးတော့နောက်ကနောင်းကြတော့물건ပစ္စည်းပေါ့နော်기숙사တူတူပဲအဆောင်နေရာပြပဲခေါ်ရှိ 내야비야 편의점 내야비야 방 장소에 두두에 미용실 장소에 침대 물건 텔레비전 물건 전자레인지 물건 옷장 물건 의자 물건 시마 내야비야리 나마가 물건이 뭐라 개고하고 쓰나요? 부엌에 냉장고가 있어요. 냉장고만 안 닫으면 말해도 냉장고가 있어요. 기숙사에 침대가 있어요. 거실에 텔레비전이 있어요. 이렇게 하면은 텔레비전만 안 닫으면 말해도 텔레비전이 있어요. 편의점에 전자레인지가 있어요. 가 있어요. 내 삶에 방에 오장이 있어요. 이 있어요. 내 삶에 미용실에 의자가 있어요. 라고 레전가 lâu rồi đó 레전가 lâu mấy okay not cool
아가 남았네. 그림을 보고 그래. 모기와 같이 대화를 완성하세요. 그래. 뽕고 집이라 um마다임에 사카비오 비비서 넘에 꼴라리리 비타마 뭐라. 내가 비와 가네 나네. 니차난 씨는 어디에 있어요? 니차난 씨, 니차난 어래. 니차난 어래. 어디에 있어요? 병마실에 병원에 있어요. 병원 나가 아니야. 거기로 병원에 있어요. 세요마 시바레래. 다라 씨는 어디에 있어요? 식당에 있어요. 리르베다 뭐나 식당에 있어요. 아지자 씨는 어디에 있어요? 집에 있어요. 라 집레이버나 집에 있어요. 디안 씨는 어디에 있어요? 편의점에 있어요. 민민아옹 씨, 민민아옹로 하면은 아옹, 민민아옹, 알로라. 민민아옹에 뭐나? 민민아옹 씨는 어디에 있어요? 화장실에 있어요. 그러면 맞아라, 액나 아래나? 맞아나. 오케이, 대화. 스크비어, 네. 마등에 잘하네 보나? 다 마등 피면 다 잘하 피면 뭐. 니차는 씨는 어디에 있어요? 시장에 있어요. 니차는 씨는 어디에 있어요? 에 있어요. 어디에 베니야마 있어요. 시래 뜻이죠미래요. 니차는 베마 시라래 시장에 있어요. 사다우사이마 시바래. 라도 니차는 피보면 아자자 씨는 어디에, 아지자 씨는 어디에, 시장에 있어요? 아지자 도 뭐나? 아지자 레의 시장에 있어요? 사다우사이마베 시다라래. 아니요. 아지자 씨는 미용실에 있어요. 예, 아지자로 라빈사이마 시바레. 니차는 사다우사이마 시래 들어. 나도 아지자와တူတဲ့ တူတူပဲ လား 사다우사이마ပဲ ရှိတာလား လို့ ထပ်မိတာ ပေါ့နော် မာသူက 자라 မဟုတ်ဘူး 아지자로 라빈사이마 시래. 도တဲ့ သုံးနှုန်းလေး သိမယ်နော် 니샤는 사다우사이마 시래 ဆိုတော့ 아자래 아지자래 사다우사이마 시다လား ဆိုပြီးတော့ ထပ်မိတာ ပေါ့ 오케이. ဆိုကြည့်မယ် 니차는 씨는 어디에 있어요? 시장에 있어요. 아지자 씨도 시장에 있어요? 아니요. 아지자 씨는 미용실에 있어요. 하나가 니차난 씨는 어디에 있어요? 시장에 있어요. 아지자 씨도 시장에 있어요? 아니요. 아지자 씨는 미용실에 있어요. 다바이 나라오님의 다바이 리제. 니찬한 씨는 어디에 있어요? 식당에 있어요. 아지자 씨도 식당에 있어요? 아니요. 아지자 씨는 미용실에 있어요. 이 나라가 니찬한 씨는 어디에 있어요? 식당에 있어요. 아지자 씨도 식당에 있어요? 아니요. 아지자 씨는 미용실에 있어요. 예. 대답해봐요. 래 피지바래. 니샤는 씨는 시장에 있어요? 니샤는 안에 사다우사이마 씨라.ဟုတ်တယ်. 시래너? 네, 시장에 있어요. 뭐. 아지자 씨는 어디에 있어요? 아지자 버마 시라래서. 아지자 씨는 미용실에 있어요. 라변사이마 시바래. 계시된 표현은 네, 활용하여 대화해보세요. 래. ဖော်ပြထားတဲ့သုံးနှုန်းကိုလက်တွေ့အသုံးချပြီးတော့စကားပြောလုပ်ကြည့်ပါတဲ့စကားပြောကြည့်ပါတဲ့ 여기는 어디예요? 디니아 베니아래. 여기는 사무실이에요. 내가 나오나 디니아 베니아래서 여기는 사무실이에요. 디니아로 영화 표발에 사무실에 뭐가 있어요? 영화만 봐실래 컴퓨터가 있어요. 컴퓨터 실에 အဲ့ဒါခေါ်ရှိမှာဆိုဖာရှိတယ်လို့ပြောချင်တယ်ပေါ့နော်
여기는 어디예요? 디니아 베니아래 거실이에요. 애간 핏발에 거실에 뭐가 있어요? 소파가 있어요. 소파자로 그다음에 바로 가 있어요. 그래서 그러면은 디아가 하고 시계매 달리진 가면은 하나만 빠래요. 하나만 달리리 이해하면 다 비례만 달리 빠래 뭐. 나 유용한 표현 운동회네 운동 알겠습니다. 알겠습니다. 아나스티 바비를 표현하거나 디안 씨, 디안네 이따 카나니를 표현하나 이따가 이따 두두ပဲ နော် 이따 2시에 카나니 나나이마래 전화하세요. 폰사바를 표현. 네, 반장님 알겠습니다. 오케이.ခေါင်းဆောင် 나래 바비 이래 표현하나 나래 바비 띠 바비 이래 표현. 디안 씨 이따 2시에 전화하세요. 디안 카나니 나나이마 폰사바 에ကြတော့ချိန်ပြစကားလုံးတွေနောက်မှာလိုက်တာနော်။네 반찬이 알겠습니다.ဟုတ်ကဲ့ 반찬နားလည်ပါပြီလို့ပြောရနော်။ 반찬님ပေါ့နော်။ယာရုရဲ့နောက်မှာ name လေးကပ်ခေါ်တာပေါ့နော်။ 반찬님ကဲကြောင်းဖို့ဖတ်ကြည့်မယ်။ဝန်နဲ့တည်တယ်ဆိုတော့ချဲလိုက်မယ်။ 오케이. 한국의 도시, 코리아의 묘, 코리아의 묘리. 한국에는 코리아 말로 한 개의 특별시, 특hu도 특별시, 투 묘, 투디단묘와 서울과 소묘네 한 개의 특별 자시시, 코리아의 투디단묘로, 투디단묘로와 세종묘, 6개의 광역시, 광역시 척후도 묘지리 인천, 대전, 부산, 울산, 대구, 광주가 있습니다. 광주묘리 시발에 서울은 소묘가로 한국에서 코리아 말에 가장 큰 도시로 지도묘에 정치라နိုင်ငံရေး 정치နိုင်ငံရေး 예, 그다음에 경제더라 시과의 문화더라가 문화의 신재무의 중심지 중심스라 어디가자면 지스라 내야 중심지입니다. 어디가자의 내야ဖြစ်ပါတယ်တဲ့ 소묘하래 코리아마 가장 큰 도시로 지도묘를 후니네 경치နိုင်ငံရေး 경제 정치နိုင်ငံရေး 경제 시바이 문화의 신재물이 어디가자의 내야 ဖြစ်ပါတယ် 주변에 ပတ်ဝန်းကျင်မှာတော့ ပတ်ဝန်းကျင် 인천묘 경기도와 함께 경기도들의 경기 비내에 두루고 수도 건너 이루며 수도 건설의 묘뼈디다 묘로 에리아를 표현해야 묘뼈디다로 표현해야 묘뼈디다ဖြစ်ပြီးတော့ 이르다가 ဖြစ်တယ် 이러면 ဖြစ်ပြီးတော့ 이 지역에는 디 데이터마로 지역들의 내미 디 내미 디 데이터마로 50% 야가이노 프로를 더네 50%가 50야가이노가 넘는 한국 사람들이 거주합니다. 쪼래 넘다 쪼르나 50야가이노 쪼래 코리아 လူမျိုးတွေက 거주하라 နေထိုင်ကြတာ နေထိုင် လောက်ကန်ကြပါတယ်တဲ့ 인천은 대한민국의တောင်ကိုရီးယား နိုင်ငံရဲ့ 관문으로서 게이트가 입히비로 관문으로 게이트 입히비로 게이트 안에 입히비로 인천국제공항과 인천국제라 비비사야 နိုင်ငံတကာ ပြောတာပေါ့နော် 공항으로 레이세 인천 비비사야 레이세네 인천항 소라 색감 데모색간이 그래 인천항이 위치해 있습니다. 인천색간이야 디시바레를 ပြော이렇게 해보자면 한국에는 한 개의 투표시 서울과 한 개의 투표자시지 세종 6개의 광역시 인천 대전
부산, 울산, 대구, 광주가 있습니다. 네, 코리아말로 투묘와 투자의 묘와 소묘, 네, 나 투디단 묘와 세종. 나 차후도 묘지들이ဖြစ်တဲ့ 인천, 대전, 부산, 울산, 대구, 광주, စတဲ့ 묘들이 ရှိပါတယ်တဲ့. 서울은 서울은 한국에서 코리아마 가장 큰 도시로 지속 묘로ဖြစ်ပြီးတော့ 정치,နိုင်ငံရေး 경제, 시바의 문화의 중심지입니다.နိုင်ငံရေးတွေ 시바의 누비냐리의 연재물의 어디가 잘하느냐 ဖြစ်ပါတယ်. 주변에 인천 경기도와 함께 슬로건을 이루며 ပတ်ဝန်းကျင် ဝန်းကျင်တစ်ဝိုက်ပေါ့နော် အဲ့ဒီ ဝန်းကျင်တစ်ဝိုက်ဖြစ်တဲ့ 인천, 경기도, 경기ပြည်နယ်တွေနဲ့ အတူတူပဲ မြို့တော်ဒေသတွေ ဖွဲ့စည်းထားတယ်ပေါ့နော် ဖြစ်ပြီးတော့ 이 지역에는 50%가 넘는 한국 사람들이 거주합니다. ဒီနေရာတွေမှာ 50%ကျော်တဲ့ 코리아 လူမျိုးတွေ နေထိုင်ကြပါတယ်. 인천은 대한민국 관문으로서 인천 ဆိုတဲ့မြို့ကတော့ 코리아 နိုင်ငံရဲ့ 게이트가와 ဖြစ်ပြီးတော့ 인천국제공항과 인천항이 위치해 있습니다. 인천 အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ 인천 သင်္ဘောဆိပ်တွေက ရှိပါတယ်တဲ့ သင်္ဘောကျင်းတွေပေါ့နော် သင်္ဘောဆိပ်ကမ်း 한편 အခြားတစ်ဖက်မှာတော့ 한편 အခြားတစ်ဖက်မှာတော့ 세종 투표자시지는 세종 투디단묘로가로 2012년에 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 효율적으로 행정 업무들의 အုပ်ချုပ်ရေး စီမံခန့်ခွဲရေးလို့လည်းပြောလို့ရတယ်နော် သူတို့နိုင်ငံ ဒီမိုကရေစီတော့ စီမံခန့်ခွဲရေး 업무ဆိုတဲ့ လုပ်ငန်းဆောင်တာတွေပြောတာပေါ့နော် လုပ်တွေပေါ့ စီမံခန့်ခွဲရေး အစိုးရအလုပ်တွေပေါ့နော် အုပ်ချုပ်ရေးအလုပ်တွေ စီမံခန့်ခွဲရေးအလုပ်တွေကို 효율적으로 ထိထိရောက်ရောက် ရလဒ်ကောင်းကောင်းပေါ့နော် 효율တို့ 효과တို့ ထိထိရောက်ရောက် ဒါမှမဟုတ် အကျိုးရှိရှိပေါ့ 수행하기 위해 수행하라가 လုပ်ဆောင်တာပဲနော် ဘယ်လိုလုပ်ဆောင်တာလဲဆိုရင် စီမံကိန်းချတယ် အဲ့ဒီချတဲ့အတိုင်းပဲ တသွေးမတိမ်လုပ်ဆောင်တာကို 수행하다လို့သုံးတယ်ပေါ့နော် ပြောမယ်ဆိုရင် စီမံကိန်းတိုင်း လုပ်ဆောင်သည်လို့ပြန်လို့ရတယ်နော် စီမံကိန်းတိုင်း လုပ်ဆောင်သည် 수행하기 위해 လုပ်ဆောင်ဖို့အတွက်တဲ့ 만들어진 ပြုလုပ်ထားတဲ့ 행정중심 복합도시 복합လို့ထားမှာနော် 복합도시တဲ့ 행정중심 ဆိုတဲ့ 행정 ဆိုတဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးပေါ့နော် အုပ်ချုပ်ရေးဆိုင်ရာအဓိကကျတဲ့ 복합ဘောင်းဆောင်ပေါ့နော် အုပ်ချုပ်ရေး ဘောင်းဆောင် အဓိကမြို့တော်လို့ပြောလိုက်မယ်နော် အုပ်ချုပ်ရေး အဓိကကို ဘယ်လိုဘာသာပြန်မလဲဆိုရင် အုပ်ချုပ်ရေး ဘောင်းဆောင် အဓိကမြို့တော်တစ်ခုဖြစ်ပြီ ဒီလိုပြောရနော် မြို့တော်တစ်ခုဖြစ်ပြီးတော့ 교육부 ပညာရေးဌာန 부ဆိုတာ ဌာနပေါ့နော် အစိုးရရုံးဌာနတွေ 교육부 ပညာရေး ဝန်ကြီးဌာနပေါ့နော် 고용 노동부 အလုပ်သမားဝန်ကြီးဌာန 등 စတဲ့ 대부분의 정부 부처가 위치해 있습니다. အများစုဖြစ်တဲ့ 정부 부처, 정부 ဆိုတာ အစိုးရကိုပြောတယ် 정부 ဆိုတာ အစိုးရ 부처 ဆိုတာ ဌာနပေါ့နော် 정부 부처가 위치해 있습니다. အများစုသော အစိုးရရုံးဌာနတွေ တည်ရှိပါတယ်လို့ပြောတယ် ပညာရေးဝန်ကြီးဌာနတွေလည်းရှိတယ် အလုပ်သမားဝန်ကြီးဌာနတွေလည်းရှိတယ် စတဲ့ အများစုသော ဝန်ကြီးဌာနတွေ အစိုးရဝန်ကြီးဌာန အစိုးရရုံးဌာနတွေ တည်ရှိပါတယ်လို့ပြောတယ် အဲ့လို အစိုးရရုံးဌာနတွေ ရုံးစိုက်တဲ့မြို့က ဘာရဲ့မြို့လဲဆိုရင် 세종 투표자시지ပေါ့နော် 세종မြို့ပါဆိုရင် အစိုးရရုံးဌာန အများဆုံး အဲ့ဒါကြောင့်သူ့ကိုဘယ်လိုခေါ်လဲဆိုရင် 행정중심복합도시လို့ခေါ်တယ်ပေါ့နော် အုပ်ချုပ်ရေးဘောင်းဆောင် အဓိကမြို့တော်ပေါ့နော် Now, 인근에는 아니나마로 경부선과 경부 라인 뭐너 갈란이요 표현하나 뭐너 갈란로 예탈란 아이로 어디가 메인란 마이 뭐너 경부선과 경부 라인에 호남선이 호남 예탈 라인이 뭐너 호남 라인이 아래 지나가는 교 지나가는 ဖြတ်တန်းသွားတယ်ပေါ့နော်
지나가는 ဖြတ်တန်းသွားတဲ့ 교통과 လမ်းမဆက်သွယ်ရေးနဲ့တဲ့ 과학의 သိပ္ပံပညာရဲ့ 중심지에 အဓိကကျတဲ့ 대전이 있습니다. တဲ့ 대전묘가 ရှိပါတယ်တဲ့ 세종နဲ့ မနီးမဝေးမှာပဲ ဒီ 경부ရထား line တွေပေါ့ 호남 line တွေ ဖြတ်တန်းသွားလာတဲ့ 대전묘 ပေါ့ နောက် သိပ္ပံပညာ အဓိကကျတဲ့ 대전묘가 လည်း ရှိတယ်လို့ ပြောတယ်ပေါ့နော် ဒါ မြို့တော်တွေအကြောင်း ကိုရီးယားရဲ့မြို့တွေအကြောင်းကို သူ ရှင်းပြနေတာ နောက်တစ်ခေါက်ပြန်ဖတ်ပြမယ် 한편 자르판마로 세종 투표자시지는 2012년에 행정 업무를 효율적으로 수행하기 위해 만들어진 행정 중심 보호 도시로 세종 투디단묘로 2012ခုနှစ်မှာ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ရောက် ရလဒ်ကောင်းကောင်း ပေါ့နော် ချမှတ်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ ဖန်တီးထားတဲ့ အုပ်ချုပ်ရေးပေါင်းစုံ အဓိကမြို့တော်တစ်ခုဖြစ်ပြီးတော့ ပြီးရင် 교육부, 고용노동부 등 대부분의 정부 부처가 위치해 있습니다. တဲ့ ပညာရေးဝန်ကြီးဌာနတွေ နောက် အလုပ်သမားဝန်ကြီးဌာန စတဲ့ အများစုသော အစိုးရရုံးဌာနတွေ တည်ရှိပါတယ် တဲ့ 인근에는 အနီးနားမှာတော့ 경부선과 호남선이 지나가는 교통과 과학의 중심지인 대전이 있습니다. တဲ့ အနီးနားမှာတော့ 경부 라인이, 호남 라인이 ဖြတ်တန်းသွားလာတဲ့ လမ်းမဆက်သွယ်ရေးနဲ့ သိပ္ပံပညာရဲ့ အဓိကကျတဲ့ 대전묘가 ရှိပါတယ် တဲ့ 오케이 ရမယ်နော် အဲ့နှစ်ပိုက် အဲ့ဒါဆိုရင် နောက်တစ်ပိုက် 오케이 ဒီနှစ်ပိုက်လုံးဖတ်လိုက်မယ် 부산은 부산가로 한국에서 코리아마 두 번째로 두리안면အနေနဲ့ 큰 도시로 지성묘 ဖြစ်ပြီးတဲ့ အဲ့ဒါ 부산 코리아의 두리안묘라고 နော် 두리안면 지성묘 ဖြစ်ပြီးတော့ 세계적인 규모, 세계적인 ကမ္ဘာလုံးဆိုင်ရာ 규모 အဖွဲ့အစည်း ပေါ့နော် ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းရဲ့ အဖွဲ့အစည်းရဲ့ 부산항이 있으며 တဲ့ 부산항 ဆိုတဲ့ 부산 ဆိပ်ကမ်းရှိတယ်တဲ့ ပြောချင်တာ ကမ္ဘာလုံးဆိုင်ရာ တည်ဆောက်ဖွဲ့စည်းထားတဲ့ 규모 ဆိုတာ တည်ဆောက်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ပေါ့နော် အဲ့လိုမျိုးပြောတယ် ကမ္ဘာလုံးဆိုင်ရာ တည်ဆောက်ဖွဲ့စည်းထားတဲ့ 부산 ဆိပ်ကမ်း ပေါ့နော် 부산 ဆိပ်ကမ်းရှိပြီးတော့ တဲ့ 아름다운 해변이 있어 တဲ့ 아름답다 ဆိုတာ လှပတယ် 바다고 ဥပြောင်းထားတယ် ပေါ့နော် 아름다운 해변, 해 ဆိုတာ ပင်လယ် 변 ဆိုတာ ဝန်းကျင်ကိုပြောတာနော် ပင်လယ်ကမ်းခြေ ပေါ့ 아름다운 해변이 있어 တဲ့ လှပတဲ့ ပင်လယ်ကမ်းခြေ ရှိပြီးတော့ 많은 관광객들이 방문합니다 တဲ့ များပြားတဲ့ ဧည့်သည်တွေ အလည်လာရောက်ကြပါတယ် တဲ့ 인근에는 အနီးနားမှာတော့ 자동차 모터가 조선 သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုပြောတယ်နော် 조선 ဆိုတာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း နောက်တစ်ခုက 중화합 산업이 바다항 공업 도시 울산이 있습니다. တဲ့ 중화합 ဆိုတာ အကြီးစား ဓာတုဗေဒ လုပ်ငန်းတွေ ပေါ့နော် ဓာတုဗေဒ စက်မှုလုပ်ငန်း 중화합 ဆိုတာ 중화합 ဆိုတာ ဓာတုဗေဒကိုပြောတယ်နော် 화합 မူကြည့်သိတယ်မလား 화합 중화합 ဆိုတဲ့ အကြီးစား ဓာတုဗေဒ 산업 ဆိုတဲ့ စက်မှုလုပ်ငန်းတွေက တဲ့ 바다항 ဘာဒဟာတာ တိုးတက်ထွန်းကားတဲ့ ကုန်ငေါ့လုပ်ငန်းတွေ ပေါ့နော် ကုန်ငေါ့ဆိုတဲ့ လုပ်ငန်းတွေ 공업도시 ဆိုတဲ့ စက်မှုလုပ်ငန်းမြို့တော်ဖြစ်တဲ့ 울산이 있습니다. တဲ့ 울산မြို့ရှိပါတယ် တဲ့ ဒီနေရာမှာ 중화합ကကျတော့ 공업 ဆိုတာက အကြီးစား စက်မှုလုပ်ငန်းကို ပြောတယ် စက်မှုလုပ်ငန်းတွေ ပြောတယ် အဲ့ဒါပြောတော့ 영호합 ဆိုရင် အသေးစား စက်မှုလုပ်ငန်းကို ပြောတယ် ပေါ့နော် 오케이 တစ်ခေါက်ပြန်ဖတ်မယ် 부산은 예, 부산은 한국에서 두 번째로 큰 도시로, 그래, 부산은 코리아의 두리안면 지도묘 ဖြစ်တယ်တဲ့ 세계적인 규모의 부산항이 있으며, 그래,ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းထားတဲ့ 부산 ဆိပ်ကမ်းရှိပြီးတော့ 그래, 아름다운 해변이 있어. 많은 관광객들이 방문합니다. 그래. လှပတဲ့ ပင်လယ်ကမ်းခြေ ရှိပြီးတော့ တဲ့ များပြားတဲ့ ဧည့်သည်တွေက လည်လာကြပါတယ်တဲ့ 인근에는 자동차, 조선,
중화한 산업이 발화한 공업 도시 우선이 있습니다. 네. 아니나마로 모터카리 나루가 때머리 사이리 나루가 지다 다루비라 산물농안이 통하래 တဲ့စက်မှုမျိုးတော်ဒီလိုပြောမယ်နော်ဂုံငေါ့ဒိုရှိကိုစက်မှုမျိုးတော်လို့ပြောလိုက်မယ်စက်မှုမျိုးတော်ဖြစ်တဲ့ဦးဆန်းကရှိပါတယ်တဲ့ဤဝဲတို့ဒီအပြင်မှာလည်းပဲတဲ့ဟန်ကူကနမ်ဒုံကျုတ်ခင်းကိုရီးယားရဲ့တဲ့နမ်ဆိုတာတောင်ဒုံဆိုတာရှေ့တောင်ပေါ့နော်ရှေ့တောင်ဘက်မှာရှိတဲ့ကျောင်းဆန်းတို့ကျောင်းဆန်းပြည်နယ်ဂျီပန်ကျောင်းဆန်းတို့ဂျီပန်ငယ်နော်ကျောင်းဆန်းတို့ဒေသမှာတော့တဲ့စောင်းမြူဆန်းတော့ပဲစောင်းမြူဆန်းတော့ဆိုတာကချီမြင်လုပ်ငန်းပေါ့နော်ထဲလိပ်လုပ်ငန်းလို့ပြန်ပါပေါ့စောင်းမြူဆန်းတော့ထဲလိပ်လုပ်ငန်းရဲ့တဲ့ဒိုရှိမြို့တော်ဖြစ်တယ်မြို့ဖြစ်တယ်တဲ့ဒေကူကဒေကူမြို့ရှိပြီးတော့တဲ့ဒီပြအဲ့ဒီမြို့တွေအပြင်ခုနကတော့ဘူဆန်တို့အိုးဆန်တို့အပြင်ပေါ့နော်ကိုရီးယားရဲ့အရှေ့တောင်ဘက်မှာပေါ့နော်အရှေ့တောင်ဘက်မှာဖြစ်တဲ့အရှေ့တောင်ဘက်ဖြစ်တဲ့ကျောင်းဆန်းပြည်နယ်ဒေသတွေမှာတော့ထဲလိပ်လုပ်ငန်းရဲ့စောင်းမြူဆန်းတော့ဆိုတဲ့ထဲလိပ်လုပ်ငန်းတွေရဲ့မြို့ဖြစ်တဲ့ဒေကူမြို့ရှိပြီးတော့တဲ့နမ်စောကျုတ်ကအနောက်တောင်ဘက်ရဲ့တဲ့ဂျောလာဒိုကြီးပန်းငယ်နော်ဂျောလာပြည်နယ်ဒေသတွေမှာတော့တဲ့မုံနွားဝါယဉ်ကျေးမှုနဲ့ရေဆူတဲ့အနုပညာပြောရနော်ရေဆူဆိုတာအနုပညာရေဆူတဲ့ဒိုရှိရင်အနုပညာမျိုးတော်ဖြစ်တဲ့ခွန်ကျူးကဤစမနေတာခွန်ကျူးမျိုးတွေရှိပါတယ်တဲ့အဲ့တော့အရှိတောင်ဘက်မှာဆိုလို့ရှိရင်အထည်လိပ်လုပ်ငန်းတွေထုံးကားတဲ့ဒေကူမျိုးရှိပြီးတော့အနောက်တောင်ဘက်မှာဆိုလို့ရှိရင်တော့ယဉ်ကျေးမှုနဲ့အနုပညာတွေထုံးကားတဲ့ခွန်ကျူးမျိုးရှိပါတယ်တဲ့ Okay ဒီသင်ခန်းစာမှာဒီသင်ခန်းစာကိုစစ်ကြည့်မယ်ဗောနော်집에 있는 물건의အိမ်မှာရှိတဲ့ပစ္စည်းတွေရဲ့이름을 말할 수 있다နာမည်တွေကိုပြောနိုင်တယ်တဲ့ပြောနိုင်လားစာကြည့်စပွဲ냉장고ရေခဲသေတ္တာ미보간ဒါတွေပြောနိုင်ရမယ်사람이나 물건이 있는 장소를 말할 수 있다တဲ့လူတို့မဟုတ်ပစ္စည်းတွေရှိတဲ့နေရာတွေကိုပြောနိုင်တယ်တဲ့အဲဆိုရင်ရုံးခန်းမှာရှိပါတယ်ဆို사무실에 있어요အိမ်မှာရှိပါတယ်ဆိုရင်집에 있어요 없어요ဒီလိုပြောနိုင်ပါတော့장소를 묻고 대답할 수 있다နေရာတွေကိုမေးနိုင်တယ်ဖြေနိုင်တယ်ဒီနေရာဘယ်နေရာလဲ여기는 어디예요 여기는 어디에 있어요 책이 어디에 있어요ဒီလိုမျိုးမေးနိုင်ရမယ်ဗောနော်မေးနိုင်ရင်မှန်ချင်မယ်ဗောနော်နောက်ဒီကောင်ကိုပိုင်အောင်လုပ်မယ်ပြီးတော့မှ AK ကိုဌာနထောက်မယ်ဗောနော် AK ရှော့လိုက်မယ် 오케이, 뜨는 내고 연필지매 대 다음 내용과 관계 있는 그림을 고르십시오. 아바장 안에 세세무실에 보고 유시해봐. 의자입니다. 의자, 벌타임ဖြစ်ပါတယ်. နံပါတ် 1ပေါ့နော်. နံပါတ် 2ကဘာလဲဆိုရင်책상. နံပါတ် 3က침대. နံပါတ် 4က옷장ပေါ့နော်.နံပါတ် 2 다음 단어와 관계 있는 것은 무엇입니까? 아바와라는 세세무실에 의한 관계 있는 것. 세세무실에 의한 ဘာလဲတဲ့ 소파. ဆိုဖာဆိုတဲ့ကလပ်ထိုင်ပေါ့နော်ဆိုဖာကလပ်ထိုင်ပေါ့ဆိုဖာထိုင်ကုန်ပေါ့ကေဂျောဆိုတာဥရုပေါ့နော်ရာသီဥတုဥရုကိုပြောတယ်ပါရှိတယ်ဆိုရင်ကေဂျောက၄မျိုးရှိတယ်ပေါ့နော်ဘုံပြောတော့ခေါကျော်ပေါ့နော်စာမျိုးနွေဆောင်းနော်နာရှိမိုးလေဝတ္တအုပ်မိုင်းနေကြည်လင်းနေဒါပေါ့နော်နာရှိနောက်ခါကူပရိဘောကရှိမိဝါဒနာတွေနံပါတ်3ဆိုဖာဆိုတာပရိဘောဂပေါ့နော်ပရိဘောဂထဲမှာပါတယ်နောက်နံပါတ်3နဲ့4နဲ့ဖြည့်ကြည့်ပဲနော် 다음 질문에 밑주친 부분이 밑주신 아마 미엔다나의 세이카나 세이바잉아래 맞는 문장을 고르십시오. 만간의 사장을 유시해봐라. 미엔다나의 세이바잉 만간의 사장을 유의매래. 남한테 방에 오장가 없어요. 그래. 가 없어요 그래 달아 아따마 봐마사 말이마 옷장 왜 필요이마 아따 빠래 아따 빠래 장고 아따 빠래 하고 가 없어요 네 사타래 말해 뭐노 တကယ်တမ်းဘယ်လိုဖြစ်ရမှာလဲဆိုရင် 오장이 있어요. 이 있어요. လို့ဆက်ရမှာပေါ့နော်.နံပါတ် 1 မှားသွားပြီ. နံပါတ် 2 저는 농부이 아니에요. တဲ့.
이 아니에요. 나블레 이가 아니에요. 따빠인 이 아니에요. 따빠인 가 아니에요. 농부마 따빠인 가 아니에요. 비야마 이네 사다래. 남만네 말해. 농부가 아니에요로 비야마 뭐나? 다라시너 다라가로래. 회사에 있어요. 고문이마 시바래. 회사 그래서 그로 애들의 다라에 시마 바래 나와 바비야면서 니야비야 나오비야. 헐. ဟုတ်တယ်နော်နံပါတ်3တာရာကုမ္ပဏီမှာရှိတယ်လို့ပြောတယ်ယူဆုဖ်နော်နဲ့ယူဆုဖ်ကရှိတန်းငယ်ဘာဘူးမော်ကောစားတော့ဆိုင်မှာထမင်းစားတယ်တဲ့စားတော့ဆိုင်ဆိုတဲ့ကောင်ကနေရာပြနောင်မယ်နေရာပြနောင်ရဲ့နောက်မှာလိုက်ရတယ်မမှန်ဘူးလားမှန်တယ်ဒါပေမဲ့နောက်မှာရှိရဆိုတဲ့အကြောင်းတီရှိကြောင်းကိုပြောတာမဟုတ်တော့ဘူးသူကဘာဘူးမော်ကောအချင်းပါတယ်ဗောနော်လှုပ်ဆောင်လှုပ်ရှားမှုလောက်ဆောင်မှုတစ်ခုပါရင်ဒီနေရာမှာမသုံးရဘဲနဲ့စောဆိုတဲ့တရားကိုသုံးပေးရမှာပေါ့နော်ဒါသုံးတာတော့မှားတယ်ပေါ့နော်တကယ်တမ်းစောသုံးရင်တော့မှန်တယ်ဆိုတဲ့တရားတရှိကြောင်းအောင်ပဲပြောတာပေါ့နော်ဟောနောက်နံပါတ်4빈칸에 들어가 가장 알맞은 것을 고르십시오. 꼴라테마 피하면 떼는 어떤 거야오 미쉐바 머리가 너무 길어요. 길다. 시래. 너무, 야. 머리가 너무 길어요. 서변 시래. 내일, 만나면, 머리를 자르다. 자르다. 그럼, 폈다오라. 냐다. 냐다. 그러다. 띠기네 폈다오라고. 자르다. 그러나, 머리를 자르러. 러라. 아다 바인, 우러러. 우러. 아다 바인, 러. 호. ခေါင်းညက်ဖို့ဆိုတယ်머리를 자르러 စပင်းညက်ဖို့ပေါ့နော်ခေါင်းညက်ဖို့ဆိုတာလည်းစပင်းညက်ဖို့သူတို့လည်းခေါင်းညက်ဖို့တောင်းတယ်ပေါ့နော် 머리를 자르러 ခေါင်းဖြတ်ဖို့လို့သတ်မှတ်ပြန်တယ်နော် ခေါင်းညက်ဖို့ 꼴렛 꼴렛도 갈 거예요 သွားပါမယ် 꼴렛도 သွားပါမယ် 남한테 커피숍 머리가 너무 길어요. 내 머리를 자르러 거라 빈칸에 갈 거예요. 커피 사용도 하면 가냐고. 편의점 피나요? 우체국 사다 뭐고 미용실 라비엔사이. 가냐 사이노래 별이야. 그러 라비엔사이고 도함. 피나마 레. 나 나망아 다음 글을 읽고 내용과 같은 것을 고르십시오. 아바 사바이 곱하기로래. 사바이바 အကြောင်းအရာနဲ့တူညီတဲ့အရာကိုရွေးချယ်ပါတဲ့ 한국에는 코리아 말로 한 개의 투표시와 투자 딱구도 두 묘나 두 묘에 한 개의 투표자시 딱구도 두 띠단 묘 여섯 개의 관여시가 있습니다. 차구도 관여시 소래 묘뼈이 묘지리야 시발에 서울은 소묘가로 가장 큰 도시로 지도묘 두구니네 정시နိုင်ငံရေး 경제, 시바의 문화의 중심지입니다. 인재물이 어디가 아니야ဖြစ်ပါတယ် 부산은 부산은 두 번째로 큰 도시로 두리하면 지도묘르군이네 아름다운 해변이 있어. 따야 라바의 벨레간지 해변 그래 벨레간 뭐나 벨레간지를 12로 많은 관광객이 방문합니다.များပြားသော ခီးသွွား ဧည့်သည်တွေက လာကြပါတယ်တဲ့ 인천은 구제공항과 အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့တဲ့ 인천항이 인천ဆိပ်ကမ်းက 있는 시리의 대한민국의တောင်ကိုရီးယား နိုင်ငံရဲ့ 관문입니다. 게이트가 ဖြစ်ပါတယ်တဲ့ 게이트묘 게이트가묘 ဖြစ်ပါတယ် ဟုတ်တယ်နော် နိုင်ငံခြားရဲ့ ကိုရီးယားကို လာမယ်ဆိုရင် 인천ကို ဖြတ်ရတယ်နော် 인천 인천 비비자야 레이도 뭐 인천 색강 인타야래거나 오케이 두네 사바이바 အကြောင်းအရာ 3မျိုး ပြောပါတယ် 소묘의 부산의 인천 အကြောင်းကို ပြောသွားတယ်ဗောနော် 오케이 ဖတ်ကြည့်မယ် 인천은 인천은 한국의 도시 중에서 코리아의 묘 중래 묘တွေထဲမှာ두 번째로 큰 곳입니다. 두리아 묘အနေနဲ့ အကြီးဆုံး နေရာ ဖြစ်ပါတယ် အဲ့ဒီ စကားလုံးက မှားစေတာနော် ဒီ စာပိုက်မှာ ဆိုရင် ဒုတိယမြောက် အနေနဲ့ အကြီးဆုံး က ဘာလဲ ဆိုရင် လယ်မှာ ဘူဆန်က ဒုတိယမြောက် အနေနဲ့ အကြီးဆုံး လို့ ပြောတဲ့အတွက် 인천 လို့ ပြောထားတဲ့အတွက် မှားတယ် ပေါ့နော် နံပါတ် 1 한국에는 코리아 말로 특별시와 광역시가 투표시 띠단 묘네
ထူးတော်နဲ့ထပ်ပြောရှိတယ်ထူးမျိုးပေါ့နော်အထူးမျိုးမျိုးတော်လို့ပြောလို့ရတယ်ပေါ့နော်မျိုးတော်နဲ့တဲ့ခွန်ရောက်ရှိကခွန်ရောက်ရှိမျိုးကြီးတွေကတဲ့မိုးလူရောစောခေဣစမနေတာတဲ့စုစုပေါင်း6ခုရှိပါတယ်တဲ့6မျိုးတဲ့မဟုတ်ဘူးနော်အထူးမျိုးက1မျိုးဟိုမျိုးတော်က1ခုခွန်ရောက်ရှိရပဲစုစုပေါင်း6ခုရှိတာပေါ့နော်အဲ့ဒါဆိုတော့မှားတယ်ပေါ့နော်မိုးဒူဆိုတဲ့စကားလုံးလေးကြောင့်မှားတာပေါ့နော်မိုးဒူဆိုတာအားလုံးအကုန်လုံးစုစုပေါင်းပြောချင်တာပေါ့နော်မိုးဒူဆိုတာအားလုံးအကုန်လုံးစုစုပေါင်း6မျိုးဆိုတော့မဟုတ်ဘူးနော်စုစုပေါင်းဆိုရင်9မျိုးဒီထုတ်ပြောကြရှိနေဆိုလို့ရှိရင်10မျိုးတော့ပြောထားမှာပေါ့နော်관광객들은 관광 기도 애들이 가로 아름다운 해변을 보려고 아름다운 해변 바야라바의 벨레간지 보라 찌리 레오고 포도 지보도 부산을 찾습니다. 부산 오샤회라야 자리. ဟုတ်တယ်နော် 비하면 ဒီမှာပြောရနော် 아름다운 해변이 있어 많은 관광객들이 방문합니다. လို့ပြောပါတယ် 바야라바의 벨레간지 시로 기도할 때 냐일라요 자래. 비나면 또 한국에서 코리아마 가장 큰 도시인 서울은 지도묘로 필요 소묘가 대한민국의 관문입니다. 당우리아 나라의 게이트가 필요. 게이트가 뭐하오나? 게이트가 말해서 인천 어선자만ပြောပါတယ်. 인천 뭐나? 리오다사 인천아 남한테 관문어. 소묘와 관문으로 하도 뭐나? 예, 특히 다음은 듣고 빈칸에 안 맞은 것은 고르십시오. 래 아빠로 나타옵니다. 꼴라테마 피하면 야오 주체바 1번. 다음을 듣고 빈칸에 알맞은 것을 고르십시오. 여기는 은행입니다. 바벼와래 여기는 은행입니다. 래 아마 지지면 은행 넘버 1 번호. 그 넘버 2네 또 다음은 듣고 래 물음에 알맞은 대답을 고르십시오. 네 지라면은 네 지라 사자는 렌트 다음은 듣고 물음에 알맞은 대답을 고르십시오. 아바로 나타옵니다. 매건에 땐너의 앞이요. 유체바래. 내 의자를 싸요. 호게래. 의자를 싸요. 클라타요 왜바래. 내 의자가 많아요. 호게 클라타야 мя바래. 아니요. 의자예요. 해. 클라타이마. 클라타이 핏바래. 아니요. 의자가 높아요. 해. 클라타야 미마래. 나타오지만은 네. 1부터 3번까지 다음을 듣고 물음에 알맞은 대답을 고르십시오. 2번. 의자가 있어요? 1. 네, 의자를 사요. 의자가 있어요. 루미와나. 네, 의자가 많아요. 3. 아니요, 의자예요. 4. 아니요, 의자가 높아요. 비나마. 네. 의자가 있어요. 클라타이 씨라드. 네, 의자가 많아요. 호게 클라타이니 미아이베. 애니야마 이가 있어요, 이가 없어요. 소래다가 너 나로가ပြောတယ်. 디 시장이면မဟုတ် ပိုင်ဆိုင်ကြောင်းလည်းပြောလို့ရတယ်နော်. ဟုတ်ကဲ့ 클라타이니မှာအများကြီးပဲဆိုရှိတယ်လို့ပြောတာပဲနော်. ဒါတစ်ဖက်လက်နဲ့ပြောတာပေါ့. မြန်မာလည်းပြောတယ်မင်းပတ်စံရှိလားရှိတယ်အများကြီးပဲဒီလိုပြောတာပေါ့နော်အဲ့လိုမျိုးပဲပေါ့ပိုင်ဆိုင်ကြောင်းကိုပြောတာပေါ့နော်နံပါတ်3 어제 갔어요 မနေ့ကသွားခဲ့တယ်တဲ့ 매일 갔어요 နေ့တိုင်းသွားခဲ့တယ်친구가 갔어요 တငယ်ချင်းကသွားခဲ့တယ် 지하철로 갔어요 မြောက်ရထားနဲ့သွားခဲ့တယ်အဲ့မှာထူးခြားတဲ့ခုရှိရနော်မနေ့ကသွားခဲ့တယ်ချိန်ကိုပြောတယ်နေ့တိုင်းသွားခဲ့တယ်ချိန်ကိုပြောတာပဲ
친구가 갔어요. 땡겨지야 또 하게 돼. 아자 루피도 하래. 지하철로 갔어요. 미어야타네 또 하게. 아자 또 하래. 니란네. 물론 니란에 또 하래. 이런 메로. 나만 리피 마구나. 3번. 시장에 어떻게 갔어요? 오케이. 시간만 1. 내놔들로 어제 갔어요. 어떻게 니란 오케이. 2. 매일 갔어요. 3. 친구가 갔어요. 4. 지하철로 갔어요. 지하철로 갔어요. 시장에 어떻게 갔어요? 별로도 하게 달래 들어. 지하철로 갔어요. 피나면 레. 미어야타네 또 하래. 또 하래 니란 오케이.နံပါတ် 4 နဲ့ 5 နံပါတ် 4က두 사람은 무엇을 말하고 있습니까? တဲ့လူနှစ်ယောက်ကဘာနဲ့ပတ်သက်ပြီးတော့ပြောနေကြတာလဲတဲ့နံပါတ် 1က집안이 집ဆိုတာအိမ်အန်ဆိုတာအတွင်း 일ဆိုတာအလုပ်집안이ဆိုတော့အိမ်အလုပ်တွေပေါ့နော်조리ပေါ့조리 하라ဆိုတာချက်ပြုတ်တာပဲเนาะ Bob ဆိုတာနီလန်းဗန်ဘောကိုပြောတယ် 조리 ပေါ့ဟင်းချက်နီလန်းနောက်대중교통အများသုံးတည်ယူပို့ဆောင်ရေးတည်ယူပို့ဆောင်ရေးအကြောင်းတွေပြောမယ်နောက်တစ်ခုက전자제품လျှက်စစ်ပစ္စည်းသူတို့ဘာအကြောင်းနဲ့ပတ်သက်ပြီးပြောနေလဲနားထောင်ကြည့်မယ်နော် 4번. 두 사람은 무엇에 대해 말하고 있습니까? 집에 에어컨이 있어요? 에어컨 치라 에어컨은 없어요. 에어컨 치우 선풍기가 있어요. 레방가 시레데 하나 봐 에어컨은 레방가로ဆိုတာ전자 제품လျှက်စစ်ပစ္စည်းဖြစ်နေမှာလေအိမ်အလုပ်လည်းမဟုတ်ဘူးဟင်းချက်နီးလည်းမဟုတ်ဘူးများသောတည်ယူပို့ဆောင်ရေးအကြောင်းလည်းမဟုတ်ဘူးများသောတည်ယူပို့ဆောင်ရေးဆိုရင်ဘတ်စကားတို့မြေရောက်ရထားတို့အဲ့ဒီအကြောင်းအရာတွေပြောတော့မှာပေါ့နော်နံပါတ် 5ဒါကတော့အရှိသင်ခန်းစာတွေမှာမပါတဲ့ EOGino မှာဆက်ပြီးတော့ပြောရမယ်စကားနေကောင်းလားဆိုဟုတ်ကဲ့နေကောင်းပါတယ်ဒီတော့မင်းစားပြီးသွားပြီလားဟုတ်ကဲ့စားပြီးပါပြီဘိုင်းနဲ့စားလဲဆိုရင်ရသားရင်ဒီလိုမျိုးပြောတာပေါ့နော် EOGino မှာ다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 바로 나타나며 싹비우면서 가니네. 만간소노 야오 유시야. 만간소 가장 알맞은 거. 만간소 야오 유시해봐. 나한테 네 저는 시장에 자주 가요. 혹시 저너로서요. 마짜카나 또아래. 마짜카나 또아래. 네, 오케이. 시장에서 과일을 살 거예요. 세가 아니로 랬잖아요. 세가 아니래 과일을 살 거예요. 띠리오 왜 뭐 왜야 되구나. 세가 바왜 말해. 세가 띠리 왜 말아. 바네 세가 비실푸 왜 말. 세다 왜 말하라며.ဟုတ်တယ် ကျွန်တော် 세가 띠리 왜 봐매. 아니요. 시장은 없고0 မရှိဘဲနဲ့တဲ့마트는 있어요. 맛ကတော့ရှိတယ်. 시장 ဆိုတဲ့ဈေးကတော့ပြောမယ်ဆိုရင်အသီးရွက်တွေရောအသားငါးတွေရောအပြင်မှာရောင်းတယ်ကိုမြန်မာနိုင်ငံလိုဈေးမျိုးပေါ့နော်. 마트ကတော့ကုန်တိုက်ပေါ့နော်. icon တို့လိုကုန်တိုက်ပေါ့နော်. ကုန်တိုက်ဆိုတော့စုံရမှာပေါ့အသီးရွက်တွေရော. 마트ကနည်းနည်းလုံခန်းတယ်ပေါ့နော်. ဆိုတော့နည်းနည်းဈေးကြီးမှာ. 나만 레 아니요 해 채소는 시장에서 사는 게 좋아요. 네 채소ဆိုတဲ့ဟင်းသီးဟင်းရွက်တွေကတော့ဈေးကဝယ်တာကောင်းပါတယ်တဲ့ဈေးကဝယ်တာကောင်းတယ်တဲ့ဈေးသက်သာတာပေါ့နော်ဈေးရှီကျန်ဈေးသက်သာတယ်မတ်တူကဈေးကြီးတယ်သူပြောတဲ့အရာနဲ့ကိုက်ညီတဲ့အရာကိုကိုကပြန်ပြောပြရမှာပေါ့နော်အဲ့ဒီအဖြေလေးခုထဲမှာပါလိုက်မယ်ပေါ့ဘယ်ဟာနဲ့အသင့်တော်ဆုံးလဲပေါ့အသင့်တော်ဆုံးဟာကိုရွေးပြရ 5번. 다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 근처에 시장이 있어요? နီနာမှာဈေးရှိလားတဲ့ 네, ဒီနီနာမှာဈေးရှိလားတဲ့ 시장에 자주 가요. 2. 네, နီနာမှာဈေးရှိလားဟုတ်တယ်ကျွန်တော်ဈေးမကြခဏသွားတယ်မားလည်းဆိုင်နော် 네. ဈေးကနေတီးဝယ်ပါမယ် 아니요.
시장은 없고 마트는 있어요. နံပါတ်3မရှိဘူးပေါ့နော်ဈေးတော့မရှိဘူးတဲ့ 아니요. ဒါပေမဲ့ပေါ့နော်ဈေးမရှိဘဲနဲ့ 시장에서 사는 게 좋아요. မှတ်တော့ရှိတယ်လို့ပြောတယ်နံပါတ်3ပေါ့နော်ဒီနံပါတ်3 okay ဒီနေ့ခန်း3ပြီးပြီပေါ့နော်